အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမှာကတော့အိမ်မက်ထဲမှာကို့မေတည်သွားတယ်လို့အိမ်မက်မက်တဲ့အမေကတော့လက်တွေ့မှာရှိနေပါသေးတယ်စိတ်ပူရမလားဆိုပြီးမေးထားတဲ့နမိတ်အကြောင်းလေးပဲဖြစ်ပါတယ်ရှင်အမေတက်ရှိထင်ရှားရှိနေပါလျက်နဲ့အိမ်မက်ထဲမှာတေဆုံးသွားတယ်လို့မတ်ရင်ရင်ထဲမှာထိတ်လန့်ပြီးစိတ်ပူသွားရတာတဘာဝပါပဲဒါပေမဲ့လုံးဝစိတ်မပူပါနဲ့နော်မြမရိုးရာအိမ်မက်ကျန်းတွေနဲ့နိမိတ်ပေဒသဘောအရမိဘဆရာသမားတည်ဆုံးတယ်လို့အိမ်မက်မက်ရင်ဒါဟာအစိုးနိမိတ်မဟုတ်ပဲအောက်ပါအတိုင်းကောင်းတဲ့အဓိပ္ပာယ်တွေရှိပါတယ်ပထမအချက်အသက်ရှည်ကျန်းမာခြင်းနိမိတ်အိမ်မက်ထဲမှာတည်ဆုံးသွားတဲ့မိခင်ဖြစ်သူဟာလက်တွေ့မှာအသက်ပိုပြီးရှည်နေရမယ့်အပြင်ကျန်းမာရေးညံ့တွေရှိရင်လည်းပြန်လည်ကောင်းမွန်လာမယ့်နိမိတ်ဖြစ်ပါတယ်ဒုတိယအချက်ဘေးဥပ္ပဒ်အနေနဲ့ကင်းစင်ခြင်းမိခင်ဖြစ်သူပေါ်ကြားရောက်မဲ့ဘေးဥပ္ပဒ်အနေတွေကညံ့တာတွေဟာအိမ်မက်ထဲမှာတင်ကျေပြတ်သွားတဲ့သဘောဖြစ်လို့လက်တွေ့မှာဘေးကင်းပါလိမ့်မယ်တတိယအချက်ကန်ဆာတာအပြောင်းလဲကောင်းခြင်းမိသားစုအလိုက်သို့မဟုတ်မိခင်ဖြစ်သူမှာပူပန်နေရတဲ့တောကတွေအခက်အခဲတွေရှိနေရင်အစိုးကနေအကောင်းသို့အလှည့်အပြောင်းဖြစ်တော့မယ့်နိမိတ်ပါလှုပ်ဆောင်ရန်အကြံပြုချက်အနေနဲ့ကတော့စိတ်ပူတာတွေလုံးဝပျောက်သွားအောင်လို့အမေကိုအိမ်မှာတက်နိုင်သလောက်စွန့်ကြွေးတာဖြစ်ဖြစ်အလှူဒန်းလေးတစ်ခုခုလုပ်ပေးတာဖြစ်ဖြစ်ပြုလုပ်ပေးပါပြီးရင်တော့မိမိလုပ်ခဲ့တဲ့ကုသိုလ်တွေကိုအမေကိုလည်းပြောပြပြီးလှိုက်လိုက်လဲตาတို့ခေါ်ခိုင်းလိုက်ပါနော်ဒါအပြင်အမေကိုကိုယ်တိုင်ဦးချကြော့ပြီးတက်ရှိထင်ရှားတက်ရှိကျမ်းမာပါစေကြောင်းဆုတောင်းပေးလိုက်ပါဒါဆိုရင်ကိုယ်တိုင်လည်းစိတ်အေးရသလိုအမေအတွက်လည်းကုသိုလ်ထပ်တူရပြီးမိသားစုပါကံပွင့်လက်ပွင့်ဖြစ်စေပါတယ်ရှင်